Hello ကျူပါရှင်။အမေရဲ့တနေ့တာမှာဘာတွေလုပ်ဖြစ်လဲဆိုတာကိုကြည့်ပြအောင်နော်။သမင်းဟိုးလေးတက်ပြီးလို့ရှိရင်တော့သမင်းကြိုင်တွင်ဟင်းချက်လိုက်ပါတယ်။ကျက်သွန်နီကျက်သွန်ဖြူရောင်နေမုံနဲ့အရသာတွေထည့်ထောင်ထားတဲ့ဟာတွေကိုစီသက်ပြီးလိုက်တယ်။ဒီနေ့အတွက်ဟင်းကတော့မြစ်ကြော်သွားမှဆိုတော့အရသာကိုတစ်ခါတည်းစီရက်တဲ့ထဲမှာထည့်လိုက်တယ်။မြစ်ထည့်ပြီးလို့ရှိရင်မှအရသာထည့်လို့ရှိရင်မနှက်မှဆိုလို့ပါ။တရားကိုတော့ကျမကအခန်းထဲမှာပဲရှ िख ိုလိုက်ပါတယ်။အဆောင်မူနဲ့ကျမနဲ့ဖះရှ िख ိုတဲ့အချိန်ကတိုက်နေလို့ပါ။ကျမတို့အဆောင်မှာမနှက်မိုးလင်းလာရင်ဖះเจ้าဆောင်မအားပါဘူး။ရရှိကိုပြီးလို့ရှိရင်တော့မနက်စာလေးစားလိုက်ပါတယ်။ညတော့ကမိုးရွာထားတာဆိုတော့မနက်မိုးလင်းအေးရနိုးတော့မြေတင်းနဲ့မှုမွေးလေးရပါတယ်။ညကမိုးရွာထားတော့ပြန်အေးတာနဲ့အနှွေးတွေကိုပြန်ထုတ်ရပါတယ်။အရင်နေ့တွေကပူနေပြီဆိုပြီးတော့အနှွေးတွေကိုပြန်သိမ်းလိုက်တယ်။ဒီနေ့ကျတော့အေးတော့ပြန်ထုတ်ရပါတယ်။အဲ့ဒါနဲ့ကိုကျမရဲ့အနှွေးတွေသိမ်းနေဇလန်းမပြီးတော့ပါဘူး။အလိုနဲ့တခါအနှွေးတွေကအပြင်ပြန်ရောက်လာပြန်ပါပြီ။အနှွေးတွေကဝတ်သွားတာအပြန်ကြရင်ပူမကြောက်ရပါသေးတယ်။အလိုနဲ့အားလုံးစင်စင်ဖြစ်လို့ရှိရင်တော့ကြောင်းသွားလိုက်ပါတယ်။ဒီနေ့အတိုင်းလမ်းရောက်တော့နေကနည်းနည်းတော့ပူပါတယ်။လမ်းဒီမှာတော့ညတော့မိုးရွာထားတာဆိုတော့စိုးနေပါတယ်။ကျမတို့မိသားရှိမှာပွင့်နေတဲ့စိတ်မှန်းပြပင်လေးအရန်လှပါတယ်။ပင်ပေါ်မှာတော့တပင်လုံးခရမ်းရောင်ဆိုတော့အရန်လှပါတယ်။မပွင့်နေကအရန်ကျွေတော့မှိုက်လေးရဲ့လူကတော့မသက်သာပါဘူး။ဒီကစားကတော့ဒီနေ့ကအားနေတာနဲ့ကန်နေသွားစားလိုက်ပါတယ်။ငယ်ချင်းလေးတွေကလည်းတမင်ကြိုင်ပါလာဘူးတဲ့။ဒီနေ့ကရာသီဥတုကပူလာလားမသိအေးလာလားမသိဖြစ်နေတော့ကန်နေရောက်တော့ကျမတို့အထောင်းမှစားလိုက်ပါတယ်။ညနေခင်းအိမ်ပြန်ရောက်တော့ပါစက်ရောက်တယ်ဆိုတာနဲ့ပါစက်ချင်းယူလိုက်ပါတယ်။ပါစက်လေးဆိုတာတော့နောက်ဗီဒီယိုမှာပြောမယ်နော်။ Bye bye